အားလုံးပဲမင်္ဂလာပါကျွန်တော်လာမယ့်25နှစ်နဲ့နိုင်ခွဲအချိန်မှာရှင်ပြန်ကစားသွားမယ် Everton အသင်းနဲ့ပွဲစဉ်မှာတော့ Harry Maguire အနေနဲ့ပါဝင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဒီပြအမော်တွေအနေနဲ့အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တစ်ဖက်မှာ Sesco ကတော့စပါအသင်းနဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ဒဏ်ရာကြောင့်လာမယ့်6ပွဲ9ပွဲလောက်အထိလွှဲချော်သွားမှာဖြစ်ပြီးဒီဆန်တိုမာတီနာကတော့ကျွန်တော်တို့ training ကောအကုန်ပြန်ဆင်းနိုင်နေပြီသူအနေနဲ့ Everton အသင်းနဲ့ပွဲစဉ်မှာပြန်လဲပါဝင်လာမှာလည်းဖြစ်ပါတယ်ကျွန်တော်ထင်တော့ဒီပြအမော်တွေအနေနဲ့ဖတ်လိုင်းမှာတော့တန်းပြီးတော့မသုံးတော့ဘူးမိနစ်60မိနစ်80လောက်မှပဲသူထည့်သုံးသွားမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဒီ Everton အသင်းနဲ့ပွဲစဉ်မှာလည်းအိမ်ကွင်းမှာကျွန်တော်ကောင်းကောင်းအနိုင်သုံးမဲ့ကစားဖို့လိုတယ်ကျွန်တော်ဒီ9ပွဲလုံးလာမယ့်9ပွဲလုံးကိုကျွန်တော်အမှတ်ကောင်းကောင်းစုဆောင်းထားနိုင်ဖို့လိုတယ်ကျွန်တော်ဒီ9ပွဲပြီးရင်တော့ Aston Villa နဲ့ Newcastle ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာဆိုဖြစ်သွားနိုင်တယ်ကံမကောင်းရင်လည်းကျွန်တော်တို့ရှုံးသွားနိုင်တဲ့အတွက်ကြောင့်ဒီ9ပွဲမှာကျွန်တော်တို့အမှတ်ကောင်းကောင်းစုဆောင်းထားဖို့လိုတယ်99ထိုက်တဲ့ပွဲတွေကိုလည်းကျွန်တော်နိုင်အောင်ကန်ဖို့လိုတယ်အတက်နိုင်ဆိုတော့9ပွဲလုံးကိုနိုင်အောင်ကန်ရင်တော့ကျွန်တော်ပိုကောင်းတာပေါ့ဗျာဒါပေမဲ့လည်း Crystal Palace တို့ပုံမောက်တို့ကလည်းနည်းနည်းခြေကောင်းတဲ့အသင်းတွေဖြစ်တဲ့ကြောင့်ကျွန်တော်တို့အနေဆိုအဲ့လိုပွဲတွေမှာလည်းတမန်လောက်တော့ရအောင်ယူဖို့လိုတယ်ပြောရင်းနဲ့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လဲဆော်ပြပါမယ်ဗျာ